ဒီမှာတော့ကွာမင်းတို့စကင်ကြွားရင်တော့ငါမှအော်စကင်ရှိရဆိုတာနောက်ကဇိုးစီးရဲ့စကင်ပေါ်အချိန်လေးကိုတော့မမြင်ညောင်ဆောင်လိုက်ချိန်တိုင်းထွက်သွားမယ်ကောင်းတော့ဘေးပေးထားတယ်ကွာဒါကတော့ငါအဲ့တော့ဒီ follow back လေးရတာကွာအဲ့ဒါလေးကိုပြမှာနောက်ပြီးတော့ငါရဲ့ game စကင်လေးတွေကိုပဲ like show လိုက်တော့ဒီမှာဆိုလဲ2 month ကိုစတန်ပေးပြီးတော့တက်ပြီးထားတယ် hyper တော့ easy လေးကောက်ရုံပဲကွာဒီမှာတားတဲ့ဗဒေရောက်တော့ Lancelot က ready ပေါက်မှတီးတော့အကောင်ကိုချုပ်ပြီးတော့တက်ပြီးထားတယ်ကွာအဲ့ဆို hyper easy ready ပေါက်လို့ရတယ်ဒီမှာဆိုရဲကွာ make ကအနောက်က damage ပြီးမှတီးတော့ make ကိုပဲရွေးပြီးတော့ဖျောက်ပြီးရတယ်ကွာ make ကိုရွေးပြီးဖျောက်လိုက်တယ်ဒီမှာဆိုလဲကွာငါ့ကိုဝိုင်းတက်တာတဲ့ make က AD ချပြီးငါ့ကိုတက်တာသူ့ AD ကငါစီမရောက်လာဘူးကွာငါစီမရောက်လာတော့ငါ easy လေးပဲ easy လေးအကောင်ကိုပြန်တော့တက်မယ်ဒီမှာ Lancelot တစ်ချက်ထိုးပြီး make ကိုနောက်ချက်ထိတ်ရိုက်လိုက်တာ make ပါရှော့ဒီမှာဆိုလဲကွာပေါင်တွေကငါ့ကိုမြင်ဘူးငါရှိရဆိုတော့သူတို့မတီးဘူးတီးတော့နောက်ကမစမောတာလေးဖြောက်ချောင်းနေပြီးခြုံနေရထွက်ပြီးဇွတ်ဆိုထိုးချလိုက်တယ်ကွာထိုးချလိုက်တော့မစမပျောက်သွား